ကျွန်တော်အခုကဟိုညနေ4 နာရီကျော်9 နာရီလောက်ရှိပြီပေါ့အခုကျွန်တော်နေပြီးတော့ပြည်မနာဘက်ကိုလူမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအချိန်ကနည်းနည်းနောက်ကျနေတဲ့ခါကျတော့ဒီမှာဖုန်းပေါ့နော်ကျွန်တော်တို့လူငွေ30ပစ္စည်းလေးပေါ့နော်ဟိုမှာဝေယဝိဆလုပ်တဲ့ဟို brighter ဝန်ထမ်းတွေအားရှိအောင်လို့brand လက်တိုက်လို့ဒါလေးကိုဦးစင်းကျွန်တော်ကကိုယ်တိုင်တွားရောက်မလူနိုင်တော့ဘူးကျွန်တော်ကဒီညတွင်းချင်းရန်ကုန်ပြန်ပြတာဖြစ်တဲ့အတွက်ဒီမှာဦးစင်းကိုဟိုကျွန်တော်လူငွေ380အခန်းလေးဦးစင်းကိုကိုင်ပြီးတော့နော်ကိုယ်တိုင်ကိုရဟိုတွားရောက်ပြီးတော့ကျွန်တော်တို့လူတန်းပြီးပါလို့ကျွန်တော်ပြတာရခဏတယ်ဦးစင်းရတယ်ရတယ်သူကိုယ်တိုင်ကိုရောက်ပါနော်တွားရောက်ပြီးလူတန်းပြီးပါမယ်ဆိုတော့ကျွန်တော်ဒီမှာအစုံငွေ380အခက်ပါမယ်ဒါကအခုကနေပြီးတော့ပြည်မနာအတွက်လူတာဖြစ်ပါတယ်လေးပါနတ်တာစီရောဟောဒူ